စစ်အေးခေတ်ကရုရှားထောက်လှမ်းရေးမှုဟာမော်စကိုမှာတော့မရှိပါဘူးသူဟာဝါရှင်တန်တွင်းထဲမှာရောက်နေပြီးသားဖြစ်နေပါပြီ1980ပြည့်လွန်နှစ်တွေရဲ့ဖြစ်ရပ်ပါဌာနချုပ်အတွင်းမှာလူတစ်ယောက်ဟာအရာရာတိုင်းအတွက်ယုံကြည်ခံရသူဖြစ်နေပါတယ်အေဂျင့်စီရင်တွေဆိုဗီယက်စစ်စင်ရေးတွေနျူကလ িয়ার ရှို့ဝှက်ချက်တွေကိုသူ့လက်ထဲထည့်ပေးထားတာပါသူ့နာမည်က Edrich Ames ပါအပြင်ပိုင်းမှာတော့တာမန်အရာရှိဟောင်းတစ်ယောက်တစ်ဖွဲ့ပါပဲဒါပေမဲ့အတွင်းမှာတော့သူဟာကြာရှုံးနေပါပြီအိမ်ထောင်ခွဲခြင်းကျွေးမိတံနဲ့ဇနီးတစ်ကိုအထင်ကြီးစေခြင်းတဲ့အိမ်မက်တွေပါဒါကြောင့်1985ခုနှစ်မှာသူဟာဝါရှင်တန်မြို့ကဆိုဗီယက်တန်ယုံတွေကိုတိုက်ရိုက်ဝင်သွားပြီးသူ့ကိုယ်သူ KGB ကိုရောင်းစားလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးသူဟာ CIA မဟုတ်တော့ပါဘူးသူဟာ KGB ရဲ့ထောက်လှမ်းရေးမှုဖြစ်သွားပါပြီးအိမ်ဟာဆိုဗီယက်ပြည်ထောင်စုအတွင်းကအမေရိကန်ထောက်လှမ်းရေးအရင်းအမြစ်အားလုံးရဲ့နာမည်စရင်းကိုမော်စကိုကိုလက်ဆင့်ကမ်းပေးလိုက်ပါတယ်ဒါကြောင့်ထောက်လှမ်းရေးမှုများစွာဟာတညချင်းပြောက်ကွယ်သွားကြရပါတယ် CIA ရဲ့ထောက်လှမ်းရေးကွန်ရက်တစ်ခုလုံးပြိုလဲသွားရပါတယ်ဒါပေမဲ့အိမ်ကတော့နေ့စဉ်မနက်တိုင်းပြုံးရွှင်ရွှင်နဲ့သွားနေသေးပါပဲနှစ်ပေါင်း30နီးပါးကြာအောင်ဘယ်သူမှတန်တရားမဝင်ခဲ့ကြပါဘူးဒါပေမဲ့တနေ့မှာတော့စုံထောက်တွေဟာသူစောက်ထားတဲ့အိမ်ကြီးတွေကိုသတိထားမိသွားကြပါတယ်ဈေးကြီးတဲ့ Jaguar ကားသစ် CIA လာစာနဲ့မတန်တဆဖြစ်နေတဲ့ဘဝပုံစံတွေကိုတွေ့ရှိရပါတယ်1994ခုနှစ်မှာတော့အလုတ်သွားတဲ့လမ်းမှာပဲ Ames ကိုဖမ်းဆီးလိုက်ပါတယ်ဒီလူဟာ KGB အတွက်ဝါရှင်တန်မြို့မှာရှိတဲ့အဖိုးအကောင်းဆုံးထောက်လှမ်းရေးမှုဖြစ်ခဲ့ပါတယ်